အတ္တနာတရှင်နံတရားကောင်းခြင်းအမှတ်60နဲ့3 29ရက်6လ2026ဒီတခါလေမရပူရာမြို့မာကန်တောင်ကျောင်းတိုက်ကြီးနေတုန်းကအချက်ကိုပဲချက်ပြောပြပါမယ်ဆုံးခိုင်းရှိတဲ့နေ့မှာဖြစ်တတ်တာလေးနဲ့စပ်ပြီးတော့ဆရာတော်ပြောတာနဲ့ဘုန်းကြီးဖြစ်တာနဲ့မတူတာလေးပြောပြပါဦးမယ်ဆုံးကဆိုတာကဘုန်းကြီးတို့ခေတ်ကတော့2လ3လတင်္ဂလာနေမှတခါရှိချင်မှရှိတာပါအဲ့တော့ဆုံးကရှိတယ်ဆိုရင်အထူးအနေနဲ့စာရတော့ရတယ်ဆိုပါတော့သွန်လဲဟင်းလဲပြည့်စုံတယ်အချို့ဘွဲလဲပြည့်စုံရှိတတ်တယ်ပေါ့အဲ့လိုစားရတော့ရတာနဲ့အလုံးလုံးတာနဲ့စပ်ပြီးတော့ဆရာတော်ကအဆုံးမစကားပြောရင်းနဲ့ထက်ပြောတတ်တာလေးရှိတယ်အဲ့ဒါဘာလို့ဆိုတော့အလုံးလုံးတဲ့အခါမှာနောက်ကြရင်ကတ်လို့တဲ့အစားစားတဲ့အခါမှာရှေ့ကြရင်ငတ်လို့တဲ့အဲ့လိုဆရာတော်ကပြောတတ်တယ်ဟောရတာထဲမှာလည်းပြောမှုတယ်ပေါ့လေအဲ့ဒါကိုလေဘုန်းကြီးဟာအဲ့လိုမဖြစ်အောင်ကျင့်သုံးတဲ့အနေနဲ့အဲ့ထုံးကရှိတဲ့ရဲဆိုရင်ဘုန်းကြီးကနည်းနည်းနောက်ကြမှတွားတဲ့အလေးထားရှိတယ်အဲ့ဒါခုနဆရာတော်ပြောတာနဲ့လေမကိုင်းရအောင်ပေါ့လေထိတ်သိမ့်တဲ့သဘောမျိုးနဲ့တွားတာပါပြီးတော့လေအဲ့လိုနောက်ကြတဲ့အခါမှာဘုန်းကြီးတို့တန်ခါဘွဲကတန်ခါမစေရင်2ပါးတို့3ပါးတို့1ပါးတို့လည်းဖြစ်တတ်တယ်ပေါ့အမှန်တပွဲဆိုရင်4ပါးထိုင်ရတာအဲ့ဒါတို့တန်ခါမဆုံးမဲနဲ့ဘုန်းကြီးကနောက်မှရောက်တာဆိုတော့ဥမာ2ပါးဖြစ်နေတဲ့ဆိုရင်အချို့ဘွဲက4ပါးသာပြင်ထားတာအဲ့4ပါးသာပြင်ထားတာကို2ပါးပဲစားရတာဆိုတော့ပူမူစားရတာပေါ့အဲ့ဒါကလည်းအပိဓာဆိုတော့ကြောင်းယူခဲ့လို့ရတယ်ကိုနေတဲ့ကြောင်းကြမှာစားလို့လေရတယ်ပေါ့လေအဲ့ဒီလိုရလို့ရှိရင်ဘုန်းကြီးကသုံးကရှိတဲ့နေ့ကြတော့ကြောင်းကသွန်းနဲ့ဟင်းနဲ့ပြည့်စုံစားရရင်အချို့ဘွဲကိုဘုန်းကြီးကတိတ်ရလေးမထားဘူးသွန်းနဲ့ဟင်းနဲ့ပြည့်စုံစားရရင်အချို့ဘွဲမစားရလေဘုန်းကြီးကကျင့်တတ်တယ်အဲ့ကြဘာလို့တုံဆိုရင်အဲ့ဒီရတဲ့ကိုရတဲ့အချို့ဘွဲကိုကြောင်းယူလာပြီးတော့ကြောင်းကတန်ဃာတွေကိုမျှပြီးတော့ကုသိုလ်ပြုတယ်ပေါ့တကယ်လို့မစားဘူးတဲ့အစာများပါလာရင်တော့စားကြည့်တယ်ပေါ့ကြားတတ်တယ်ကိုသားနေကြအစာဆိုလို့ရှိရင်သွန်းတဲ့ဟင်းနဲ့ပြည့်စုံအောင်ဘုံဝေးပြီးရင်အချို့ဘွဲကိုဘုံကြီးမစားရလေကျင့်တတ်တယ်အဲ့ဒါကိုကျောင်းကတန်ဃာတွေကိုမျှပြီးတော့ကျွေးလေးထားရှိတယ်အဲ့တော့ဆရာတော်ထင်တယ်လို့ဘုန်းကြီးကနောက်ကြတော့တန်ခါ4ပါးရမယ်အချို့ဘွဲသာကို2ပါးတည်းရတော့များရတော့ဘုန်းကြီးသားတယ်လို့ဆရာတော်ကတော့အဲ့လိုအဓိပ္ပာယ်ကောက်မှာပေါ့ဘုန်းကြီးကတော့မဟုတ်ဘူးအဲ့များရတာကိုကျောင်းကတန်ခါတွေကိုကုသိုလ်ပြုဖို့ပဲအဲ့ဒါဘုန်းကြီးဟာသုံးကနေဆိုရင်ပုံမှန်လို့လုပ်တဲ့အလေးထားရှိတယ်ဒါဘာပြောတာတော့ဆိုရင်ဘုန်းကြီးဟာအရင်တည်းကပြောတယ်လို့အချီလေးအလေးနဲ့ကျောင်းကတန်ဃာတွေကိုကုသိုလ်ပြုတတ်တယ်လို့ကိုသားမဲ့အစာအသောက်ကိုလည်းမျှတပြီးတော့အဲ့လိုကုသိုလ်ပြုတယ်အလေးထားရှိတယ်အဲ့တော့ပြောချင်တာကဘုန်းကြီးဟာအဲ့ဒါလောက်သာသနာ့ကနေကူကကိုထိမ့်သိမ့်ခဲ့ပါတယ်ဒါမဲ့လို့အဲ့လောက်ထိမ့်သိမ့်မိမယ်လို့လေအခုတက္ကမတွေကိုပြောနေသလိုအဲ့လိုတိတ်ငင်းအားဖြင့်ကိုဟာအဆုံးရင်ကျေးသူ
အတ္တယတနောနာသောအရဟတဖို့တိုင်အောင်ရင်ကျေးနိုင်သူဖြစ်နိုင်လိမ့်မယ်လို့မသိခဲ့ပါဘူးပြောလည်းမပြောတတ်ပါဘူးကိုယ်ကိုယ်တိုင်လည်းအဲ့လိုနှလုံးမသွင်းတတ်ပါဘူးဒါကြောင့်ကိုအခုကြတော့ဒကာမတို့ကိုအဲ့လိုမဖြစ်ရလေအောင်ကိုလုံးတဲ့အလှုပ်တိုင်းကောင်းမှုမှန်သမျှတွေဟာအဲ့ဒါလို့အတ္တယတနောနာတော့တိရင်ကျေးမှုဖြစ်နိုင်တယ်အနတ္တအစိုးမရကနေအတ္တအစိုးရဖြစ်နိုင်တယ်အိန္ဒြေမရတဲ့ပုထုဇဉ်ဖြစ်ကနေအိန္ဒြေရတဲ့အစိုးရတဲ့ယန္တာဖြစ်ကိုမိသားစုပြုစုလုပ်ကြွေးနဲ့ရနိုင်တယ်ဆိုတာဘုရားရှင်ဟောထားတယ်ဟုတ်လားအတောကဝိရိဒံခေမံဆိုတာမြတ်စွာဘုရားရှင်ကအဲ့ဒါကိုဟောထားတာပါဒါကြောင့်ကိုဒကာမတို့တွေဟာမိသားစုပြုစုလုပ်ကြွေးနဲ့ကိုယ်သားသမီးသားမယားကိုယ်အိမ်သားတွေပြုစုလုပ်ကြွေးရင်စောင့်ရှောက်ရင်းနဲ့ဘုရားရှင်ဟောတယ်လို့ဟုတ်လားနိဗ္ဗာန်ပစ္စည်းကရိယာနိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်တပ္ပတသုတ်ထိန်ကိစ္ဆန္တိချမ်းသာမှန်တယ်မြလောကီချမ်းသာလောကုတ္တရာချမ်းသာจิวาချမ်းသာနိဗ္ဗာန်ချမ်းသာအဲ့လိုချမ်းသာတွေမှန်တယ်မြလည်းရနိုင်တယ်ဆိုတာကိုသိပြီးတော့မိသားစုပြုစုလုပ်ကြွေးကြမယ်ဆိုရင်အဲ့လိုပြုစုလုပ်ကြွေးတဲ့မိသားစုတိုင်းမတည်ခင်ရှင်လတ်မှာပဲအရဟတဖို့နိဗ္ဗာန်ကိုရနိုင်ပါတယ်လို့ပြောပြီးတော့ရနာလိုက်ပါတယ်